ဒီချီကီဖြစ်ပါတယ်ရှင်။ဒီနေ့ကကီတချင်းဖွင့်နေတဲ့အချိန်မှာကီကိုဒီပန်းစည်းလေးရဲ့ဒီရုပ်ကလေးရဲ့အမီမဖော်လို့သူတယောက်ကလက်ဆောင်လာပေးရပေါ့နော်။အမေကြီးရောလည်းမမတော့မပြောပါဘူးပေါ့နော်။အခုလိုချစ်ပေးရဲ့အတွက်ကျေးဇူးတင်ပါတယ်ဘယ်သူပေးမှန်းတော့မသိဘူး။ဒါပေမဲ့အများကြီးကျေးဇူးတင်ပါတယ်ရှင်။အခုလိုမျိုးဒီလိုပန်းစည်းလေးရဲ့ရုပ်ကလေးရဲ့အဆောင်ပေးရဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ရှင်ခုလိုချစ်ပေးတဲ့ fan လေးတွေရှိတဲ့အတွက်လည်းပို့ပြီးတော့ဒီအလုပ်ကိုပို့ပြီးစူးစမ်းခြင်းစိတ်ဖြစ်ပေါ်စေတယ်ပေါ့နော်ထပ်ပြီးတော့လည်းအများကြီးစူးစမ်းသွားပါမယ်ကျေးဇူးတင်ပါတယ်